မိဖိနဲ့ငှက်ဟာတန်ကွန်ရက်ထဲမှာပိတ်မိနေပြီးလူမြောက်ခွင်ပေးဖို့မျက်လျေတစ်စက်နဲ့တောင်းပန်ရှာတယ်။အိုင်ဗန်ကဒီငှက်ကိုဘယင်ကြီးစီဆက်တက်ဖို့ကြံရွယ်ထားပြီးမယ်။တေးအန်ဆဲငှက်ကလေးကိုကြည့်ပြီးတနာစိတ်ဝင်သွားတာကြောင့်တန်ကွန်ရက်ကိုဖြုတ်ပြီးလွတ်ပေးလိုက်တယ်။လွတ်မြောက်သွားတဲ့ငှက်ဟာကောင်းကင်ရံတဲကိုတဟုန်ထိုးပြန်တက်သွားပြီးကျေးဇူးတင်တဲ့အနေနဲ့မီလျံတီတောက်နေတဲ့အမွေးတစ်ပင်ချန်ထားခဲ့တယ်။အိုင်ဗန်ကဒီအမွေးကိုယူပြီးဘယင်ကြီးစီပြန်လာပေမဲ့ငှက်ကိုဖမ်းမလာနိုင်လို့အဖမ်းခံရတယ်။အိုင်ဗန်ကအမွေးကိုထုတ်ပြတဲ့အခါမှာတော့အံ့ဩစရာကောင်းလောက်အောင်မဲအမွေးဟာတာမန်ကြက်မွေးလိုဖြစ်သွားခဲ့လို့ဘယင်ကြီးကသူ့ကိုလှောင်ပြောင်တဲ့အထင်နဲ့ခေါင်းဖြတ်တတ်ဖို့အမိန့်ပေးလိုက်တယ်။တတ်တော့မဲ့ဆဲမှာအမွေးဟာပြန်လဲတောက်ပါလာပြီးဖီနင်းငှက်ကလည်းအိုင်ဗန်ကိုပယ်ဖို့ရောက်လာတယ်။တမျိုးလုံးဖီနင်းငှက်ရဲ့အလင်းရောက်အောင်မှာအိုင်ဗန်ကိုသူ့ရဲကောင်းလို့ဝိုင်းချီကျူကြလို့ဘယင်ကြီးလည်းမတက်တာပဲလွတ်ပေးလိုက်ရတာပေါ့။ဒါပေမဲ့မနာလိုဖြစ်နေတဲ့ဘယင်ကြီးကအိုင်ဗန်ကိုတေတွင်ထဲပို့ဖို့နှင်းတောင်ပေါ်ကမင်းသမီးကိုတွားနိုးပြီးခေါ်ခဲ့ဆိုတဲ့မဖြစ်နိုင်တဲ့အလုပ်ကိုထပ်ခိုက်ပြန်တယ်။အိုင်ဗန်မှာတော့ဘာမဆိုလုံနိုင်တဲ့မှော်မြေလေးရှိနေတာကိုဘယင်ကြီးမသိခဲ့ဘူး။သူတို့နှင်းတောင်ထိပ်ကိုရောက်တဲ့အခါဖိနစ်အမွေးရအကူအညီနဲ့နှင်းတကားကြီးကိုအေးပြောစေပြီးဂူထဲကမင်းသမီးကိုနိုးလိုက်နိုင်တယ်။ဒါပေမဲ့မင်းသမီးဟာဘယင်ကြီးဟာအဖိုးကြီးမှန်းတည်သွားတဲ့အခါလက်မထပ်နိုင်ဘူးဆိုပြီးတောင်ကပဘာပေါ်ကခုံချလိုက်လို့အိုင်ဗန်ကလိုက်ကယ်ခဲ့ရသေးတယ်။မင်းသမီးကိုနန်းတော်ခေါ်လာပြန်တော့လေသမုဒ္ဒရာရဲ့နှင်လုံးသားလက်စွပ်ရှိမှလက်ထပ်မယ်လို့ကြီးတိုက်ပြန်ရောဒီလက်စွပ်ကငားမန်းကြီးတကောင်ရှိနေတာမို့ဘယင်ကြီးကအိုင်ဗန်ကိုပဲထပ်ခိုက်ပြန်တယ်။အိုင်ဗန်လည်းမြေးလေးကိုစီးပြီးသမုဒ္ဒရာတဲ့ရှားပုံကိုဖွင့်ရင်းနဲ့ရေအောက်ခြေကိုရောက်တဲ့အခါတစုံတစ်ခုကိုချီနှောင်ထားတဲ့တိုင်ကြိုးကြီးတစ်ခုကိုတွေ့လိုက်ပါတော့နေ။